ဒီနေ့ကျွန်တော်တို့ကြည့်ဖို့အချက်လက်တစ်စုံရထားလေကြည့်ရတာအိန္ဒိယအစားပေါက်ဆိုင်မီနုတစ်ခုလိုပဲဟင်းပွဲနာမည်တွေရောရှင်းပြချက်တွေရောအများကြီးပဲ ဟုတ်ကဲ့ ဆိုတော့ဒီတစ်ခေါက်လေးလာမှုမှာကဒီနာမည်တွေလောက်တင်မဟုတ်ပဲနဲ့အဲ့ဒီအိန္ဒိယအစားအစာတွေရဲ့အခြေခံသဘောတရားတွေနောက်ွယ်ကနီးပညာတွေအရသာအတွေ့အဆက်တွေကိုနည်းနည်းနားလည်အောင်စူးစမ်းကြည့်ကြမယ်လေ ကောင်းပါတယ်ဟုတ်တယ်ဒီစင်းကိုကြည့်လိုက်တာနဲ့ကိုအိန္ဒိယစားစာဘလောက်ကျေပြန့်တယ်လဲဆိုတာမြင်တာတယ်အမီးအဓိကဟင်းပေါင်မှုအချိုးပွေးထီစုံနေတာပဲ ဟုတ်ပါ ဒါပေမဲ့ဒီနာမည်ရဲ့နောက်ွယ်ကဟိုတင်နိစနစ်တီပါဝေဖီစီတွေကိုကြည့်ရင်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာမှာ ဟုတ်ဥပမာအမြင့်ထေကစကြည့်ရင်ဆမ်မိုဇာပါခိုရာဒါတွေကတော့လူသိများပြီးသားအကျော်တွေပေါ့နော် ဟုတ်တယ် နောက်တစ်ခုပနီယာတက်က ပနီယာတက ဒါကြတော့ အဲ့ဒါလေပနီယာဆိုတာအိန္ဒိယတင်ခဲ ဟုတ်တယ်အိန္ဒိယတင်ခဲ့ သူ့ရဲ့အာသာချက်ကချက်လိုက်ရင်အေးပြောမသွားဘူးဆိုတော့ဟင်းနဲ့ခဲချက်ကတော့ကင်နာတော့လို့အရင်စင်ကြီးရတယ် အော်ဟုတ်ကဲ့ အိန္ဒိယမှာကတသက်လွန်စားရသူများတယ်လीဆိုတော့ဒီပနီယာကအသားအစားထိုးလို့ဖြစ်နေတာတော်တော်အရေးပါတဲ့ပစ္စည်းတစ်ခုပေါ့ အဲ့ဒီတော့တက်ကဆိုတာကတော့ တက်ကဆိုတာကတော့အများအားဖြင့်ဟိုရင်ဒင်းချင်လို့ဟင်းခတ်မွဲကြရင်လို့နတ်ထားတဲ့အတုံးလေးတွေကိုกินထားတာ ကင်းတာဘယ်လိုမိဖို့မျိုးလဲ အထူးသဖြင့်တော့တန်တူလို့ခေါ်တဲ့ရွှေမီးပေါ်မှာกินတာမျိုးပေါ့ တန်တူစက်သားတစ်ကားတို့နောင်ပေါင်မှုတို့လုပ်တဲ့မိဖို့ ဟုတ်တယ်အဲ့ဒီမီးဖို့ရဲ့အပူရှင်ရဲ့မီးခိုးနံတင်းတင်းလေးကဟင်းပွဲရဲ့အရာတာကိုတကယ်ထူးခြားသွားစေတာ ဒါကအိန္ဒိယမြောက်ပိုင်းအစားအစာရဲ့အမှတ်အသားတစ်ခုလိုပဲနော် အတိအကျပဲတန်တူกินနီးပညာပေါ့နောက်အမြဲတမ်းမှာဆို chat ဆိုတာရှိသေးတယ် chat ဟုတ်တယ်အဲ့ဒါကြတော့အရာတာတော်တော်ဆုံးတယ်ချိုချင်းဆက်ငန်အကုန်ရောနေတာနည်းနည်းလမ်းဘေးစာတေးစာပွန်းရမျိုး စိတ်ဝင်စားစရာပဲကဲအဓိကဟင်းဖို့တွေကိုကြည့်အောင်တလွတ်တမစရင်ပလက်ပနီယာဟင်းနုနယ်နဲ့တင်ခဲဟင်း လူကြိုက်များတယ်နောက်ပြီးဒါမခန်းနေပဲဟင်းကို top ပတ်တွေ cream တွေနဲ့ချက်ထားတာအရာတာနည်းနည်း rich ဖြစ်တယ် ဟုတ်အတားဟင်းနဲ့ပဲကြည့်ရင်တော့ထောပချက်တာဝတ်တချီကင်ပြီးတော့ချက်တာချက်ကမဆာလာချီကင်တီကမဆာလာဒါတွေကတော့တကဘာလုံးနာမယ်ကြီး ဟုတ်ပါဒီဟင်းတွေကရေဖွေးအဖြစ်အဆက်သိမ့်မပြင်းဘူးလေ ဆိုတော့ဒီမဆာလာဆိုတဲ့စကားလုံးကခဏခဏပါနေတယ်အဲ့ဒါကိုဆိုလိုတာလေ မဆလာဆိုတာကလေအခြေခံအဖြစ်တော့ဟင်းခတ်အမွေးကြံရောဆက်ထားတာကိုပြောတာဒါမှမဟုတ်အဲ့ဒီအမွေးကြံရောဆက်မှုနဲ့ချက်ထားတဲ့ဟင်းရီ sauce ကိုလည်းမဆလာလို့ခေါ်တယ် ဩအမွှေးကြိုင်ရောကိုဆိုလိုတာပေါ့ ဟုတ်တယ်အိန္ဒိယဟင်းချိုင်နေရဲ့အသေးနှလုံးပဲဟင်းပွဲတစ်ခုနဲ့တစ်ခုအရာတာဘာလို့ကွဲပြားလဲဆိုရင်အဓိကဒီမဆလာရောဆက်ပုံဝတ္ထုလို့ပဲ ဥပမာ ဥပမာခုနစက်သားတက်ကမဆလာမှာသုံးတဲ့မဆလာကခရမ်းချင်ဒီကို cream တို့အခြေခံပြီးနည်းနည်းချိုးချင်လေးဖြစ်နိုင်တယ်အဆက်နဲတယ် ဟုတ်ကဲ့ ဒါပေမဲ့ဟိုတင်ဂိုဟာဘကလာတဲ့ဘင်ဒလူဟင်းရမဆလာကြတော့ရှလကာကြီးချစ်သွန်ဖြူငရုတ်တီအများကြီးသုံးထားတော့အများကြီးပိုဆက်တဲ့အရာသားမျိုး ဒီတာလိုက်ကွာတော့တာကိုဒါဆိုမဆာလာကဟင်းပွဲရတာကိုဆုံးဖြတ်ကြအဓိကချက်ပေါ့ ဟုတ်တယ် ပေါ်မှုနဲ့ထမင်းဘတ်ကိုကြည့်ရင်ကောနန်နဲ့ရိုတီဒါမှမဟုတ်ချပါတီဖာကွာလေ နန်းကတော့တန်တူမီဖိုမှာဖုတ်တာလေကြုံဖြူနဲ့လောက်တယ်တရေပါတော့နည်းနည်းပွက်လေ ရိုတီဒါမှမဟုတ်ချာပါတီကြတော့ဂျုံချမ်းနဲ့လောက်တာများတယ်တရေမပါဘူးတပြားပြန့်ပေါ်မှာပဲလောက်တာပိုပြီးပြားတယ်နေ့စဉ်စားသုံးကြတာမျိုး ပူပြီးအခြေခံကြတဲ့ပေါ်မှုမျိုးပါနော် ဟုတ်တယ်သမင်းမှာကြတော့ဘတ်စမာတီဆန်တော့အနံ့မွေးရဆန်ရှင် ဘီရီယာနီဆိုတာကတော့ ဘီယာနီကြတော့အဲ့ဒီဘတ်စမာတီဆန်ကိုပဲဟင်းခမ်းမွေးကြိုင်နဲ့အသားဒါမှမဟုတ်ဟင်းဒီရွက်ဒီနဲ့အလွာလိုက်စီပြီးချထားတာ အော်နည်းနည်းရှုပ်ထွေး嘅ဟင်းပွဲပုံစံပဲ ဟုတ်တယ်အရသာလဲရှုပ်ထွေးရဲ့ပွဲတော်ဒီမှာတီခင်းတဲ့ဟင်းမျိုး တော်တော်ဆုံးတာပဲဟင်းပွဲတွေအကြောင်းပြောနေရင်လည်းဒီအရန်ဟင်းတွေကိုမေ့နေလို့ယာယီတနေချက်တနီ အဲ့ဒါတွေလည်းအရင်ရေးချီးတယ်ယာယီတာဆိုတာကဒင်းချင်းအခြေခံအရေးစာဥမာတခွားတီးလေးချစ်ချဲ့ထားတာမျိုးပေါ့ ဟုတ် အဲ့ဒါကဟင်းပွဲရဲ့အဆက်တို့ရတာပြင်းတာတို့ကိုနင်းနေမြတ်တောင်အေးအောင်လုပ်ပေးတယ် အဆက်ဖြေပေးတာမျိုးပေါ့ ဟုတ်တယ်ချက်တနီကြတော့အရသာစုံလေး sauce အနှစ်အချင်းလိုမျိုးပဲတရက်တီးချက်တနီပူဒီနာချက်တနီအစုံပဲ အဲ့ဒါကတော့ အထီးကဟင်းပွဲကိုအရသာအပေါ်ထပ်ဖြေးပေးတာအချင်းအချို့အစသဖြင့်ဟင်းပွဲကိုပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်ပေးတယ် ဒါတွေအကုန်လုံးပေါင်းလိုက်မှအိန္ဒိယထမင်းဝိုင်းတစ်ခုပြည့်စုံတာပေါ့နော် အဲ့ဒါပေါ့ အ
အချိုဘနဲ့နေပါလဲရှိသေးတယ်နော်ဂူလပ်ဂျာမွန်တကားရီစင်ထားတဲ့နိုဘောလုံးကျော် ဟုတ်တယ်အရန်ချိုတယ်နောက်ပြီးတောက်ဆရာထဲမှာမန်ဂိုလက်စီတရက်တီးတင်ချင်းဖြော်ရီ ဒါလည်းလူကြိုက်များတယ်အဲ့တော့စုစုပေါင်းကြည့်လိုက်ရင်လေဒီနေ့လေးလာခဲ့တာကအိန္ဒိယအစားအစာတွေရဲ့နာမည်တွေကိုတိယုံတတ်မဟုတ်တော့ ဟုတ်ကဲ့ ပနီယာလိုပေါင်ဝင်ပစ္စည်းတွေတန်ဒူးလိုချက်ပြုံနေတွေမဆာလာလိုအရသာရဲ့အခြေခံသဘောတရားတွေပြီးတော့ရိုင်းတာချက်နီလိုအရန်ဟင်းတွေကဟင်းပွဲတစ်ခုလုံးရဲ့အရသာကိုဘယ်လိုမျှတာအောင်လုပ်ပေးတယ်လဲဆိုတာတွေကိုနည်းနည်းပူနားလေလာတယ်လို့ပဲ ပွဲချင်းစီကိုကြည်တာထက်ဒီဟင်းပွဲတွေကိုဘလို့အတွဲအဆက်စားသုံးတယ်လဲဆိုတာကပိုရေးကြီးရဲ့ အတွဲဆက်ဆိုတာက ဥပမာအဓိကဟင်းရည်တစ်မျိုးပုံမုံဒါမှမဟုတ်ထမင်းတစ်မျိုးအရင်ဟင်းရည်ဒါလေးနဲ့ချက်တနီလေးနဲ့အဲ့လိုတွဲဖက်စားသုံးလိုက်တဲ့အခါမှာအရသာတွေအသွင်ပြင်းတွေအပူအေးတွေအားလုံးများတာပြီးတော့မှပြည့်စုံတဲ့အိန္ဒိယအစားအစာအတွေ့အကြုံတစ်ခုကိုရရှိလာပေါ့နော် ဟုတ်ကဲ့ ဆိုတော့ဟင်းပွဲတစ်ခုချင်းစီထက်အဲ့ဒီဟင်းပွဲတွေရဲ့အပြန်လည်ဆက်ဆက်မှုပေါင်းဆက်ပြီးစားသုံးတဲ့အခါရလာတဲ့မျှတမှုကိုတတိပြုပြီးမင်းစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်